ကျမက Evelyn ဆိုပါတမီးနှစ်ယောက်မိခင်ပါကျမကရှေးရိုးဆန်ပြီးစီကံကြီးတဲ့မိသားစုမှာနေထိုင်လာခဲ့ရတော့သူတို့တွေရဲ့ပုံစံခက်ထဲမှာပဲနေရပြီးတခြားအပြင်ပဝဟုတုတကိုလေ့လာဖို့မိလျော့နေခဲ့တယ်ကျမငငယ်တုန်းကချက်ပြုတ်တင်တန်းကိုတက်ချင်ခဲ့ပေမဲ့မိသားစုထဲမှာအကြီးဆုံးဖြစ်ပြီးငွေကြေးရေးအခြေအနေမတက်နိုင်တာကြောင့်မတက်ခဲ့ရဘူးအိမ်ထောင်ကြပြီးတော့တမီးကြီးမွေးပြီးကိုပိုင်စီးပွားရေးလုပ်ငန်းတစ်ခုကိုလုပ်မယ်လို့စဉ်းစားခဲ့တယ်။ကျမရဲ့ဝတ္တနာကိုတည်တဲ့အမျိုးသားရဲ့ယုံကြည်အားပေးမှုကြောင့်အိုင်အိုရာရိုးရာစားတောက်ဆိုင်လေးကိုဖွင့်လှစ်နိုင်ခဲ့တယ်။2021နောက်ပိုင်းမှာကျမစစ်ဆောင်ရတော့လူလွတ်ယုံပြေးပြီးဆိုင်လုံးကိုထားခဲ့ရတယ်။အခြားတစ်မျိုးမှာစစ်ဆောင်နေရင်ကျမအနှစ်နှစ်အလားလားဆူဆောင်ခဲ့တဲ့ကျမရဲ့ဆိုင်လေးဟာဆိုရင်တခုခုသွားတယ်လို့ကြားခဲ့ရတယ်။သမီးလေးတွေရဲ့ရှေ့ရေးကိုစဉ်းစားရင်ပညာရေးအခြေအနေကြောင့်နေရာတစ်ကိုပြောင်းရွှေ့ခဲ့ရတယ်။အခုတော့ပတ်ဝန်းကျင်တစ်နေရာတစ်မှာဆိုင်လေးတေးလေးဖွင့်ပြီးတော့ဘွားကိုပြန်လဲစတင်ခဲ့တယ်။တင်တစ်စားစားတင်တန်းကိုလည်းတက်နိုင်ခဲ့တယ်။ကိုယုံကြည်အားပေးတဲ့ဆရာသမားကောင်းအပေါင်းတင်ကောင်းမိတ်ဆွေကောင်းအခြေအနေကောင်းပတ်ဝန်းကျင်ကောင်းကြောက်တာကျမဒီနေရာမှာဆက်လက်ရှိနေရတာပါ။အတူတကွပံ့ပိုးလို့ညီမမှုကိုရယူစို့